မော်လမြိုင်ကသူတွေပဲတီးတဲ့ဟင်းလေးတစ်ခွက်ကိုအားလုံးချက်စားလို့ရအောင်ကျွန်မတင်ပေးပါမယ်။ကျွန်မကိုရိုးရိုးပစွန်ကြောက်တို့ပစွန်တွေနဲ့ပဲချက်စားနေလို့မဆိုလို့ရှိရင်အခုလိုတုံထက်တာလေးနဲ့ပြောင်းပြီးတော့ချက်စားကြည့်ပါ။အရင်ဆုံးတုံထက်တာလေးတွေကိုအနေတော်သုံးပြီးတော့ရေစေးတက်ဆက်ထားမယ်။ပြီးအရသာအတွက်ကတော့စနေရဲ့စက်တာမုံရဲ့စားလေးရဲ့တခြားလေးထည့်ပြီးနေထားပေးလိုက်မယ်ပေါ့နော်။စက်တူဖြူစက်တူဒီကရုပ်ဒီခွဲချမ်းလေးကိုအခုလိုမျိုးညံ့နေအောင်ထောင်းထားပေးလိုက်ပါမယ်။ပြီးစင်းရွက်လေးကိုလည်းအစင်နဲ့အခုလိုမျိုးချွေထားပြီးတော့ရေစေးထားပေးလိုက်ပါမယ်။ရေစေးတက်ဆက်ထားတဲ့ချင်မောင်ရွက်လေးတွေကိုအိုးရဲကိုထည့်မယ်။ပြီးရင်အခုလိုမျိုးလေးပေါ့နော်ချင်မောင်ရွက်လေးဣွားတဲ့အထိလော်ထားပေးရပါမယ်။အိုးရဲကိုစီထည့်ပြီးတော့စီပူလိုင်းကတော့ထောင်းထားတဲ့ဟာလေးတွေကိုစီတက်ပေးပါမယ်။စိတ်ဆာငပိလေးပါထည့်ပြီးတော့မွေးလာတဲ့အထိစီကိုကြကြလေးတက်ပေးလိုက်မယ်။ပြီးရင်အရသာနဲ့ခြားတဲ့ဝက်သားလေးတွေပါထည့်ပြီးတော့စီလေးပြန်လာတဲ့အထိကြကြလေးလုံးပေးလိုက်မယ်ပေါ့နော်။ပြီးရင်ဝက်သားနဲ့ကြက်သွားစီဖို့အတွက်ရေနွေးလေးထည့်ပြီးတော့ချက်ထားပေးလိုက်ပါမယ်။ဝက်သားလေးတွေကြက်သွားပြီဆိုရင်ကတော့ခုနကဒီလော်ထားတဲ့ချင်မောင်ရွက်လေးပါတစ်ခါလေးထည့်လိုက်မယ်ပေါ့နော်။ဝက်သားနဲ့ချင်မောင်ရောတော့အောင်လို့တေချာလေးတမတော့အောင်လို့အခုလိုမျိုးဝေထားပေးလိုက်ပါမယ်။ဒီနေရာမှာအရသာမြည်ကြည့်ပြီးတော့လိုတာထက်ထဲပေါ့နော်။ပြီးရင်ငရုတ်ဒီစိန်လေးထည့်မယ်ပြီးစိန်ရွက်လေးပါအုပ်ပြီးတော့တေချာလေးတမတော့အောင်လို့အခုလိုမျိုးမွေးပေးလိုက်ပါမယ်။ကဲဒါဆိုရင်ကတော့အရန်ကိုထမင်းစားမိန်စီတဲ့ဝက်တာနဲ့ချင်မောင်ဟင်းလေးရပြီပေါ့နော်။ကျမကတော့စီကြံရေကြံလေးချက်ထားတယ်ပေါ့နော်။ဒီနေရာမှာကိုကချက်ချောက်လေးစားကြည့်တော့ကြကြလေးချက်ပေးပေါ့နော်။ကဲဒီဟင်းလေးကတော့ကျမမောင်နဲ့မြန်ရောက်မှဆဆဘူးတဲ့ဟင်းလေးပေါ့နော်။ခါတိုင်းချင်မောင်ကိုပစုံနေနဲ့ပဲကြော်စားနေလို့မယ်ဆိုလို့ရှိရင်အခုလိုမျိုးဝက်တာလေးနဲ့ပြောင်းပြီးတော့ကြော်စားကြည့်အရန်ကောင်းပါတယ်ရှင်။